ဒီကောက်ပိုင်ရှင်ညီလေးကသူကြောက်ကယောဂဝေဒနာခံစားလို့ဆိုပြီးတော့ဒီတက်တော်လေးတက်လာတဲ့ချိန်မှာသူ့ကြည့်ပြီးတော့စိတ်မကောင်းဖြစ်ပြီးတော့ဝမ်းနေပြီးတော့ငိုနေရခန္ဓာကိုယ်သူမလိုချင်တော့ဘူးတဲ့စိတ်မကောင်းနေတာသူကြည့်ပြီးတော့ဒီလိုပါပဲဒီမှာရဲ့တော်တစ်ခုကံတစ်ခုပါဘလို့ပဲဖြစ်သူလဲဒီယောဂကြီးဘယ်ဖြစ်ချင်ပါမလဲကံပါလာတော့လဲသူလဲဖြစ်တာပေါ့ကဲမိမဖြစ်သူကဗျာညာစနစ်ထိုးကြီးဟိုမှာဒါတစ်တော့ကြည်ရင်းနဲ့ဗျာနော်တစ်တော့ပေါ်ကနေဒါယောဂဖြစ်နေတဲ့အကောင်လေးတစ်တော့ကိုတွေ့လိုက်ပြီးဗျာစိတ်မကောင်းဖြစ်စွာနဲ့ငိုနေတာပေါ့ဗျာနော်ဒါနဲ့ပဲဒါအိမ်ချမ်းမြေပွဲသားတရုပ်ဆောင်ကိုမွန်လေးရနေဗျာနော်သူမိမငိုနေလို့ဆိုပြီးအဲ့ယောဂဖြစ်နေတဲ့အကောင်လေးကိုဗျာနော်အစားဆုံးလှူဒန်းပေးသွားမယ်ကုညီပေးသွားမယ်ဆိုရင်မင်္ဂလာသတင်းလေးလည်းပါတယ်ပေါ့ဗျာနော်ဒီဗလာဒါတော်တော်ဘာပဲနေနေစိတ်မကောင်းဖြစ်နေရနေတာစိတ်ချမ်းသာရတယ်ပေါ့ဗျာနော်ခုလိုမျိုးကြားရတဲ့အတွက်ဆိုတော့ဗျာနော်ကျွန်တော်တို့ဒီဗီဒီယိုလေးကိုစိတ်ဝင်စားရင်တူတူကြည့်ကြည့်အောင်ဗျာ let's go မောင်လူပေးမယ်လေစိတ်မကောင်းလို့ရနော်ငုံနေမငုံနဲ့အဲ့ကောင်လေးပမာနေရမောင်အဲ့ကောင်မြေမောင်မသူ့ဆက်တယ်မောင်လူပေးမယ်မောင်လူပေးမယ်ငါဆိုလို့အိတ်လို့မရလို့ပူတော့ချောင်းနေဆိုပြီးပြခါဆိုလို့ရှိရင်ချားလို့နောက်လို့စိနေသွားတယ်ဆိုတော့စိတ်နေတာလေငိုပါနဲ့ကဲကျွန်တော်မျိုးသမီးကအခုဒီကောက်ပိုင်ရှင်ပေါ့နော်ဒီကောက်ပိုင်ရှင်ညီလေးကသူကြောက်ကယောဂဝေဒနာခံစားလို့ဆိုပြီးတော့ဒီတက်တော်လေးတက်လာတဲ့ချိန်မှာသူ့ကြည့်ပြီးတော့စိတ်မကောင်းဖြစ်ပြီးတော့ဝမ်းနေပြီးတော့ငိုနေရကဲဒီအကောက်ပိုင်ရှင်ညီလေးကိုကြီးဆက်သွယ်ပြီးတော့ကိုကြီးမို့လေးလှမ်းလူပေးပါမယ်နော်ညီလေးနော်ကိုကြီးမျိုးသမီးကညီလေးကိုစိတ်တရားထက်သန်ပြီးတော့အခုလိုမျိုးမျက်ရည်ကျတဲ့အထိလူကျင်တိုင်းကျင်တဲ့စိတ်ဖြစ်ပေါ်နေတဲ့တော့ကိုမငုံနဲ့မောင်လူပေးမယ်နော်ငုံနဲ့တော့အများကြီးကုသိုလ်ရမှာနော်မပြောရတယ်သူဘာပြောတာအဲ့ခန္ဓာကိုယ်သူမလိုချင်တော့ဘူးတဲ့အဲ့လိုမျိုးဆိုတော့စိတ်မကောင်းနေတာသူကြည့်ပြီးတော့ဒီလိုပါပဲဒီမှာရဲ့တော်တစ်ခုကံတစ်ခုပါဘလို့ပဲဖြစ်သူလဲဒီယောဂကြီးဘယ်ဖြစ်ချင်ပါမလဲကံပါလာတော့လဲသူလဲဖြစ်တာပေါ့ဒါပေမဲ့မိမအဲ့လိုမျိုးမိမရဲ့စေတနာမေတ္တာမှန်လို့ရှိရင်သူကဒီယောဂကြီးအများဆုံးပျောက်ကင်းပါစေလို့တော့ဆုတောင်းပေးတာပေါ့နော်ယောဂအရှင်းမပျောက်ကင်းဘူးဆိုရင်တော့မှသူတက်တန်းစီနေနိုင်လိမ့်မယ်မိမရဲ့စေတနာမှန်ခဲ့လို့ရှိရင်နော်မောင်လှူပေးလိုက်မယ်အဲ့ကောင်လေးကိုဖုံးဆက်ပြီးတော့ဆက်သွယ်မယ်လူကိုယ်တိုင်သွားလှူလို့ရတယ်ဆိုရင်လည်းမိမဝမ်းသာလောက်တဲ့အမောက်ထီကိုမောင်လှူပေးမယ်နော်မငုံနဲ့တော့မငုံနဲ့တော့ကိုယ်လေးဆိုရင်ညာလိုက်နေတက်သွားလို့အဲကွန်းတွေကမရရင်တော့တက်ရှိကြတယ်အဲ့လိုမရဘူးသူဆိုလို့ခံစားရမှာလို့ပါဆောင်းတော့ကျွန်တော်ကဗီဒီယိုဖိုင်ထဲမှာမပါဘူးဆိုတော့ကျွန်တော်ဒီကနေ့မှလှဲနေတာပေါ့နော်လှဲနေနဲ့အမျိုးသမီးကအင်္ဂါနေ့ကနေထွက်လာပြီးယောက်ျားတဲ့ဒီကောင်လေးတနာပါရင်တော့တဲ့ကိုကဘာလဲဆိုပြီးတော့ကြည့်လိုက်တာသူတက်တော့အပြင်းပြေးကြီးနေတက်တော့မှကြောက်ကဝေဒနာခံစားနေရတဲ့ညီလေးတယောက်ပေါ့နော်အဲ့ဗီဒီယိုဖိုင်လေးကိုမုံလေးကိုလာပြတာပေါ့ပြနေနေမှာအဲ့ဗီဒီယိုဖိုင်လေးသူထက်ကလေးလေးကြည့်ပြီးတော့သူတော်မှနေမကောင်းလို့ရှိရင်စေကန်းသွားလို့ရှိရင်သူစိတ်ညစ်တာပေါ့နော်ပြီးတော့မီးပြိုင်တော့မှအဲကုန်းဒီပိုင်းမလာဘူးဆိုရင်တော့မှ
အရင်အသက်ရှူချက်တာဒီညီလေးတွေကြတော့ဒီညီလေးရဲ့မှမဟုတ်ဘူးပေါ့နော်ဟိုဘယ်လိုပြောမလဲဝေဒနာခံစားရတဲ့ဘယ်သူမှဆိုတော့လက်ရှိမှာတော့သူတွေးလိုက်တာတော့ကြောက်ကက်ဝေဒနာရှင်ဒီညီလေးပြီးဖန်ကြည့်ပြီးတော့သူဒီခန္ဓာကိုယ်ကိုမလိုချင်တော့ဘူးဆိုပြီးတော့ပြောလိုက်တဲ့ဒီသူ့ရဲ့ဒီညီလေးရဲ့စကားသံကိုကြားပြီးတော့အမျိုးသမီးကစိတ်မကောင်းဖြစ်သွားတာစိတ်မကောင်းဖြစ်ပြီးတော့သူကဝင်နေပြီးတော့ငိုတာပါကျန်တာတော့ဘာမှမဟုတ်ပါဘူးနော်အဓိကပြောချင်တဲ့အကြောင်းရင်းကကျွန်တော်မျိုးသမီးတွေ့တဲ့ဒီညီလေးပေါ့နော်ဒီညီလေးကိုကြီးမို့လေးဆက်သွယ်ပြီးတော့လူတန်းပါမယ်အဓိကကတော့ညီလေးလဲဟိုယောဂဝေဒနာအမြန်ဆုံးပျောက်ကင်းပါစေလို့လဲဆူတောင်းပေးသလို ကိုရီမှာလည်းရှိတယ်ကျမ်းမာရေးမကောင်းတဲ့သူလေကိုရီညီကိုမမရမှာလည်းရှိတယ်ဒါပေမဲ့လုပ်ပြီးတဲ့လူတွေလည်းမရှိလူမြင်တော့လေစိတ်မကောင်းဖြစ်တာ စိတ်မကောင်းဖြစ်သွားတာဟိုကျွန်တော်တော့မလန့်သွားတယ်ရုပ်တရက်ထားငိုတော့ဟိုထားငိုတော့မင်းမဘာဖြစ်လို့လဲလို့ဆိုတော့သူ့အရန်သနာလို့တဲ့ကိုကြီးတက်နိုင်လို့ရှိရင်ညီလေးဘယ်နားမှာရှိမလဲတော့မသိဘူးပေါ့နော်ကိုကြီးဆက်သွယ်ပါမယ်ညီလေးရဲ့အကောင့်လို့လေကိုကြီးဒီကိုကြီးတက်တော့မှာပြထားပါမယ်နေရဲ့လိပ်စာအတိအကျသိရတယ်ဆိုရင်လည်းညီလေးရဲ့အိမ်နိုင်ရန်ရောက်ကိုကြီးဇနီးမောင်နဲ့လင်မြန်းမြောက်ကလာလူပါမယ်လာလူရဆိုတာလဲအဓိကကတော့နော်ကိုကြီးမျိုးသမီးကညီလေးကိုသူ့ရဲ့ဟိုဆွေမျိုးရင်းချလို့ဟိုမြင်မြင်ချင်းကိုသူဝမ်းနဲ့ပလက်ဖြစ်ပြီးတော့မျက်ရည်ကျပြီးတော့သူလူကျင်တဲ့လူမျိုးဟိုသူကတော့ကိုကြီးမွန်ရဲ့အမျိုးသမီးကတော့အလူတန်းရန်ဝါသနာပါတယ်အများတန်းတော့လူနေကြပဲသူပေမဲ့သူမျက်ရည်ကျလောက်တဲ့အထိသူလူကျင်တဲ့စိတ်ပေါက်တာကတယောက်နှစ်ယောက်ပေါ့နော်အဲ့လိုယောဂဝေဒနာအရင်ခံစားနေရတဲ့ပထမတုန်းကတယောက်ကြာတော့ကြာပါပြီထားပါအခုလဲသူအရန်လူကျင်တယ်ဆိုပြီးတော့ငိုပြီးတော့လာပြောတဲ့တော့ပေါ့နော်ကိုကြီးကအရှိမလှုပ်နေတာဒီရှိမလဲနေတာနော်နည်းနည်းညောင်းလို့လေစင်းလေးလှုပ်ပြီးတော့မြေကွက်စင်းလေးတွေလှုပ်ပြီးတော့ညောင်းလို့ဆိုပြီးတော့လဲတဲ့အချိန်မှာမအိမ်ငန်းထဲနေထွက်လာပြီးတော့ဗီဒီယိုဖိုင်ကြီးလေးရဲ့ဗီဒီယိုဖိုင်ကိုလာပြတာပေါ့နော်မအရင်ဝမ်းနေပြီးငိုနေတာကဲအတတ်နိုင်ဆုံးအိမ်ထဲရောက်လာလူနိုင်အောင်ကြိုးစားပါမယ်နီးကြရင်ပေါ့နော်ရန်ကုန်ထဲမှာရှိတယ်ဆိုလို့ရှိရင်ရန်ကုန်ထဲအနီးနားမှာရှိတယ်ဆိုရင်ဘယ်နေရာမှာပဲရှိအိမ်ထဲရောက်ကိုယူလာခဲ့ပါမယ်မရှိခဲ့တဲ့ဆုံးနော်ရန်ကုန်ထဲမှာပဲဖြစ်ဖြစ်ရန်ကုန်ထဲအနီးနားမှာမဟုတ်ပဲတော်တော်ဝေးမှာဖြစ်နေတဲ့ဆုံးနေရာမကဗီဒီယိုကောနဲ့ပဲဖြစ်ဖြစ်ဆက်သွယ်ပြီးတော့လူပေးပါမယ်ဒီညီလေးကဆက်သွယ်လာတာမဟုတ်ဘူးเนาะဒီညီလေးကိုတချို့လူတွေကမကောင်းပြောကြမှာဆိုလို့ဒီညီလေးကဆက်သွယ်လာတာမဟုတ်ဘူးအမျိုးသမီးကသူကနေသူဖုန်းလေးပို့ရင်းနဲ့မှာတက်တော့မှာဒီညီလေးအခုပြထားတဲ့အကောင့်လေးပေါ့နော်အဲ့ဒီအကောင့်လေးကိုမြင်ပြီးတော့သူစိတ်မကောင်းဖြစ်ပြီးငိုပြီးတော့လာပြောလို့လူပေးပါမယ်ကျွန်တော်တို့ရှိပါတယ်အားမငယ်ပါနဲ့ဒီညီလေးပဲဖြစ်ဖြစ်ဒီညီလေးလို့ခံစားနေရတဲ့ကြောက်ကဝေဒနာရှင်တွေပဲဖြစ်ဖြစ်ဘယ်လိုမျိုးမင်းကဆူတောင်းပေးဦးမယ်ဘာပြောဦးမယ်မင်းလည်းနေမကောင်းဆိုတော့ကျန်တာဘာမှဘာမှလည်းမဟုတ်အရင်စိုးရိမ်ရကိစ္စတော့မဟုတ်ပါဘူးမင်းကအဆိုင်ယောဂရှိတော့စိတ်ကန်းသွားနေရသူကိုယ်တိုင်လည်းစိတ်ကန်းသွားနေရတာပေါ့နော်မနေ့ပြန်လဲသွားအောင်မနေ့ပြန်လဲသွားအောင်ပါတနင်္လာခွဲနေပြီအခုဆိုတနင်္လာခွဲနေပြီဒီနေ့လည်းသွားရတယ်ဒီနေ့လည်းသွားရတယ်မနေ့ပြန်လည်းသွားအောင်ပါဒါပေမဲ့မင်းကတော့စိုးရိမ်ရမရှိပါဘူးသူပေမဲ့နားလက်တကြွနဲ့ဆီယာမတွေကလိုအပ်တဲ့ဟာလေးတွေတည်ချာအသေးစိတ်ကသာစီစစ်ပြီးတော့ကုပေးတာဖြစ်တဲ့အတွက်ခဏသွားနေလာနေရတော့မင်းစိတ်ညစ်တာပေါ့နော်ယောဂကတော့ကြီးမဘာမှမရှိပါဘူးမမကတော့အကောလုံးအဆင်ပြေပါတယ်သို့ပေမဲ့ကြည့်ရှုရတဲ့ဒေါက်တာတွေကတည်ချာတခုပြီးတခုတည်ချာစစ်ခိုင်းတော့ခဏအဲ့လိုနှိမ့်တိုင်းလို့သွားတာညင်းငွေပြီးတော့စိတ်မကောင်းဖြစ်တာပေါ့နော်စိတ်ညစ်နေတာပေါ့နော်စိတ်မညစ်နေလို့မနေ့ကတည်းကစေကန်းသွားပြီးဝိုင်းမတို့ပေမဲ့တူတော်မှအဲ့လိုမျိုးဘာမှလည်းယောဂကြီးမမရှိခဏစေကန်းလေးသွားတာတော့မစိတ်ညစ်တာပြီးတော့စေကန်းသွားတာဘ
ဘယ်သူမှဆိုတော့ပြောတဲ့လူတော့ရှိမှာမဟုတ်ဘူးလေနော် ဟုတ်နဲ့ ပြောတဲ့သူရှိမှာမဟုတ်ဘူးလေဆိုတာယောဂဝေဒနာခံစားရတဲ့သူတွေကိုပြောတာနော်ဟိုပြီးတော့မီးလေးပြတ်ရင်တော့မှအသက်ရှူရမ်းကြက်တာဒီလိုမျိုးယောဂဝေဒနာခံစားရတဲ့သူတွေဆိုလို့ရှိရင်ဆုံးသွားအကောင်ထဲကညီလေးဆိုလို့ရှိရင်ကြောက်ကဝေဒနာလည်းဖြစ်နေတယ်သူ့မှာလည်းအဲ့လိုမျိုးဒီခန္ဓာကိုယ်ကြီးကို ဟုတ်နဲ့ ဘလို့ကျင်တော့ဦးဆိုပြီးသူပြောထားတဲ့ဗီဒီယိုဖိုင်လေးသူ့ရဲ့ဝေါ်ထဲမှာလည်းရှိတယ်ဝင်ကြည့်လိုက်နော်အဲ့ဒါကကြတော့ ဟုတ်နဲ့ အဲ့ဒီလေကျွန်တော်တို့ဆက်သွယ်တာမဟုတ်ဘူးကျွန်တော်မျိုးသမီးကသူကလည်းသူ TikTok ကြည့်ရင်းနဲ့မှသူသွားတွေ့တာသွားတွေ့ပြီးတော့ အမေကြီးကအကောက်အစ်စ်လာပါလားဆိုတော့နည်းနည်းတုံညာမှာပေါ့နော် သွားတွေ့ပြီးတော့ ကိုယ်လည်းပြောထားတဲ့ဟာလေးတွေဆိုတော့လေ သူကိုယ်တိုင်ပြောထားတဲ့ဟာလေးတင်ထားတာလည်းများတယ်တချို့ကြတော့လည်းတကယ်ယောဂဝေဒနာရှင်တွေရဲ့ဗီဒီယိုဖိုင်ကိုယူပြီးတော့အကောင့်တူတွေနဲ့လိန်ညာနေကြတာရှိရလေနော်ကျွန်တော်တို့ကလက်လွတ်စပယ်တော့မလုပ်ပါဘူးတက်နိုင် ဟုတ်နဲ့ ရန်ကုန်အနီးနားမှာရန်ကုန်မြို့တွင်းထဲမှာဆိုရင်ဘယ်နေရာဖြစ်ဖြစ်ကျွန်တော်အမျိုးသမီးလူချင်းတဲ့အရာတစ်ခုကိုကျွန်တော်မရရအောင်ကျွန်တော်လည်းထပ်တူကုသိုလ်ရအောင်ကြည့်ရှုနေကြတဲ့လူတွေလည်းထပ်တူပီတိဖြစ်အောင်မရရအောင်သွားလုပ်ပြီးမယ်ရန်ကုန်အနီးနားဆိုရင်လည်းမရရအောင်သွားလုပ်ပြီးမယ်ဥပမာပေါ့နော်အရင်ဝေးလည်နဲ့မိုင်ကိုຢာနဲ့ချီပြီးသွားတဲ့အရာနေရာမျိုးဆိုရင်တော့တစ်မျိုးပေါ့နော်အဲ့လိုမှမဟုတ်ရင်လည်းကျွန်တော်ဗီဒီယိုကောနဲ့အစစ်မှန်ဟုတ်မဟုတ်ကျွန်တော်စက်သွယ်ပြီးတော့မရရအောင်လှူပေးမယ်ပေါ့နော်ကဲဒီညီလေးပါအမျိုးသမီးတွေ့သွားအမျိုးသမီးဗီဒီယိုဖိုင်မြင်ပြီးတော့စိတ်မကောင်းဖြစ်သွားတဲ့ဝေဒနာခံစားနေရတဲ့ညီလေးကဒီညီလေးပါ ကဲဆိုတော့ဗျာနော်ဗီဒီယိုလေးကတော့မြင်နေတိုင်းပါပဲဘာပဲနေနေဗျာနော်စိတ်မကောင်းစရာနေပဲခုလိုမျိုးဒါကွန်မွန်လေးကနေစာဆုံးကုညီပေးမဲ့ဘာညာပြောတော့ဗျာနော်ဒီလူအတွက်တော့ဘာပဲနေနေဝမ်းတာစရာပါပဲဗျာနော်ဆိုတော့မိတ်ဆွေတို့ဒီဗီဒီယိုလေးကိုကြည့်ပါဘယ်လိုမျိုးထင်မြင်ကြလဲပေါ့မိတ်ဆွေတို့ရဲ့ထင်မြင်လို့လဲအော်ကွန်မန်ဝင်ရောက်မှန်းခဲ့လို့ရပါတယ်ဆိုတော့ကျွန်တော်ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်တစ်ဗီဒီယိုမှာလည်းထပ်တွေ့ချင်ပါသေးတယ်အားလုံးပဲတတာ